ဖြူစင်သောနှလုံးသားအပိုင်းညစ်ဖိုးလာပြီဟာအဘိုးအိုပေးလိုက်တဲ့တကြီးတက်နေတဲ့တော့အိုကြီးကိုကြစ်ကြစ်ပါအောင်ဆိုကိုက်ပြီးမှော်တောင်တန်းစီကိုခီးစားကျင့်ခဲ့ပါတယ်။လမ်းခီးကသူ့ထိန်ထားတဲ့ထက်ပိုပြီးခက်ခဲကြမ်းတက်နေပါတယ်။မမှန်တော့လမ်းညွန်သူတောနတ်ထဲရောက်တဲ့အခါဖိုးလာပြီဟာလမ်းစုံတစ်ခုမှာလမ်းပြောင်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာတစ်ပင်ကြီးတစ်ပင်ပေါ်ကနေမြေခွေးတစ်ကောင်ခုံးဆင်းလာပြီးစကားပြောပါတော့တယ်။ဟေးလူကလေးမြေပြေသွားမလို့လေမင်းစီမှာအရန်တောက်ပတဲ့အရာတစ်ခုပါလာတာငှမြင်နေလို့မြေခွေးကကောက်ချစ်တဲ့မျက်လုံးတွေနဲ့မေးလိုက်တယ်။ဖိုးလာပြီကရိုးရိုးသားသားပဲကျွန်တော်ရွာသူရွာသားတွေအတွက်မေတ္တာပန်းသွားရှာမလို့ပါဒီတော့ကဂိတ်တကာကိုဖွင့်ပေးပါပါလို့ပြန်ပြောလိုက်တယ်။မြေခွေးဟာတော့ကိုမြင်လိုက်တာနဲ့လူယူချင်းစိတ်ပေါက်သွားပါတယ်။အော်အဲ့ဒီတောင်တန်းကိုသွားကြည့်ရင်ဒီဘက်လမ်းကသွားရမှာဒါပေမဲ့အဲ့ဒီလမ်းမှာဗိုက်စာနေတဲ့ကြားကြီးတစ်ကောင်ရှိတယ်မင်းမှာပါတဲ့ရီခါလေးအကောင်ငါ့ကိုပေးခဲ့ရင်ငါကလမ်းမှန်ကိုပြပေးမယ်လို့မြေခွေးကလိန်ညာဖြူဆိုပါတယ်။ဖိုးလောက်ကြီးဟာသူ့မှာပါတဲ့နောက်ဆုံးကြံတဲ့မုတ်လေးတွေကိုမြေခွေးကိုပေးလိုက်ပါတယ်။ဒါပေမဲ့ကောက်ချစ်တဲ့မြေခွေးကမုတ်ကိုရရချင်းလမ်းမားကိုညွန့်ပြပြီးထွက်ပြေးသွားပါတော့တယ်။မြေခွေးညွန့်တဲ့လမ်းတိုင်းသွားရင်းနဲ့ဖိုးလောက်ကြီးဟာအလိုနှဆိုင်နဲ့မှောင်မိုက်သွားချောင်းကန်းပါကြီးတစ်ခုရှေ့ကိုရောက်သွားပါတယ်။ပြန်လဲဖို့ကြိုးစားပေမဲ့ပတ်ဝန်းကျင်ကမှောင်အတိကျလာပါပြီ။အဲ့ဒီအချိန်ပါပဲဖိုးလာပြီရဲ့ရင်ဘက်သေးကဖြူစင်တဲ့နှလုံးသားလေးကစတင်ပြီးအယောင်တောက်လာပါတယ်။အဲ့ဒီအလင်းရောင်ဟာ6ကန်းပါပေါ်မှာတင်းငယ်တဲ့တန်ကြားလေးတစ်ခုရှိနေတာကိုလှမ်းပြပေးလိုက်ပါတယ်။ဖိုးလာပြီကကြောက်စိတ်ကိုဖျောက်ပြီးအလင်းရောင်တော့ကိုလိုက်သွားတဲ့အခါ6ကန်းပါကိုဘေးကင်းစွာဖက်ကျော်နိုင်ခဲ့ပါတယ်။6ကန်းပါကိုဖျက်တာနဲ့ဖိုးလာပြီဟာရွှေရောင်ဝင်းနေတဲ့ဂိတ်တကားကြီးတစ်ခုရှေ့ကိုရောက်သွားပါတယ်။ကြပေမဲ့အဲ့ဒီတကားကိုအေယာမကြောက်ပြီးလူကြီးတစ်ကောင်ကစောင့်ကြက်နေတာကိုတွေးလိုက်ရပါတော့တယ်။နောက်ထပ်ဘာတွေဆက်ထင်မလဲ။ကြောက်ပြီးလူကြီးကဖိုးလာပြီကိုတကားဖွင့်ပေးပါမလား။ဖိုးလာပြီကတော့အိုးကြီးကတကားကိုတကယ်ပဲဖွင့်နိုင်ပါလား။အပိုင်း3ကိုဆက်လက်ဖတ်ချင်တယ်ဆိုရင်အကောင့်လေးကိုနှိပ်ပေးထားပါနော်။